ကျော်သာဝင်းစလာတောင်ကိုအနိုင်သွားမလားအားလုံးမင်္ဂလာပါ Five Watch အမှန်ကနေကြိုဆိုလိုက်ပါတယ်အားလုံးမသိကြတဲ့အတိုင်းဒီတစ်ပတ် Friday Fight 158မှာကျွန်တော်တို့ရဲ့ fighter လေးကျော်သာဝင်းနဲ့ထိုင်း fighter စလာတန်ဂျင်ဝင်နုတို့ရှင်မြန်ထုတ်သက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ fighter လေးကျော်သာဝင်းကတော့1မှာ2ပွဲထိုးပြီးတော့တပွဲကိုအလဲထိုးတပွဲနိုင်ပြီးတော့ပြိုင်ဘက်စလာတန်ကတော့1မှာတပွဲပဲထိုးလာပြီးတော့အဲ့တပွဲကိုအလဲထိုးနဲ့ရှုံးလာတယ်ဒီပွဲရလက်ကဘယ်လိုဖြစ်လာမလဲဆိုရင်ထိုင်း fighter စလာတန်ကကျော်သာဝင်းကိုရှင်ထိုးမလားဒါမှမဟုတ်စမီတန်လိုပဲကောင်းတာဆော့မလားဆိုတာကိုပဲကြည့်ရမှာပါအခုနောက်ပိုင်းထိုင်းနေရနှက်သွားယူရသူတို့မြန်မာ fighter နဲ့တွေ့ရင်သူတို့ကကောင်းတာပဲတစားမယ်တပွဲလုံးထုထောင်းခံနေရရင်တော့အမှတ်ပေးအောင်ရင်သူတို့နိုင်မယ်ဆိုတော့သူတို့ကြိုသိနေတယ်ကြိုသိနေတဲ့အတွက်မြန်မာ fighter နဲ့ထိုးရင်သူတို့ကလုံးဝရှင်းမထိုးတော့ဘူးသူတို့ဘလို့ပဲညင်ညင်ထိုင်းနေသူတို့ဘက်ဘလို့ပဲပါစလာတန်ကကျော်သာဝင်းရဲ့ပောက်ကွယ်အောင်ဘလို့မှခံနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်အတူတူပြောရရင်တော့စလာတန်ကသူပထမကစားခဲ့တဲ့ဝါရဖုန်းနဲ့ပွဲရလို့သူတီးကိုတီးဆော့မယ်ဆိုရင်တော့ကျော်သာဝင်းရပဲပထမအချီဒါမှမဟုတ်ဒုတိယအချီမှာအလဲထိုးသွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်တကယ်လို့စလာတန်ကစမီတန်လိုမျိုးကျော်သာဝင်းကိုကောင်းတာပဲကစားနိုင်မယ်ဆိုရင်တော့မှကျော်သာဝင်းရပထမပွဲတော်ကခံထားပြီးဖြစ်တဲ့အတွက်မရရအောင်တရဇက်တိုက်စစ်စင်ပြီးတော့အလဲထိုးပြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီပွဲကပြန်ဘက်ကကျော်သာဝင်းကိုကောင်းတာပဲကစားတိုက်စစ်ပဲကစားကျော်သာဝင်းက3ကြီးအတွင်းမှာပဲမရရအောင်အဖြေထုတ်ပြသွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပေးခဲ့ကြတဲ့အကုန်လုံးတရားဥတင်ပါတယ်အပန်းမကြည့်ဘူးဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးကြပါဦးကျေးဇူးတင်ပါတယ်